ပြီးခဲ့တဲ့ဗီဒီယိုမှာကျွန်တော်တို့ Wi-Fi 9တစ်ခုထုတ်ခဲ့တယ်ပေါ့နော် WPA2 pre-share key နဲ့ထုတ်ခဲ့တာပေါ့ဒါကတော့ပုံမှန်သုံးနေကြ Wi-Fi ပေါ့ဒီဗီဒီယိုမှာတော့ကျွန်တော် Portal နဲ့ Wi-Fi တစ်ခုထုတ်ပြမယ်ပေါ့နော်ပြီးတော့ကျွန်တော် voucher code နဲ့ login ဝင်ပေါ့ဆိုတော့အရင်ဆုံးကျွန်တော်တို့ Portal နဲ့ Wi-Fi ထုတ်ဖို့အတွက်အပေါင်းလေးကိုနှိပ်လိုက်နှိပ်ပြီးတော့ရင်ဒီနေရာမှာ Omara Portal လို့ကျွန်တော် name ပေးလိုက်ပေါ့နော်name ပေးပြီးတော့ရင်ကျွန်တော်တို့ဒီအောက်မှာပထမဆက်လက်လုပ်ခဲ့တော့မှာ visit လက်ဆက်လက်တော့မှာဒီ security protocol မှာဒီ WPA password နဲ့သုံးခဲ့တယ်ပေါ့နော်အခုကတော့ကျွန်တော်တို့အဲ့ဒါကိုမသုံးတော့ဘူးမသုံးတော့ဘဲနဲ့ကျွန်တော်တို့ none ကိုထားလိုက်တယ်ပေါ့နော်ပြီးတော့ရင်ကျွန်တော်တို့ back click နှိပ်လိုက်နှိပ်ပြီးတော့ရင်ကျန်တာတော့ဘာမှမပြင်တော့ဘူး ban နှိပ်လိုက်ပြီးပြီဆိုလို့ရှိရင်ဒါ Wi-Fi 9ကထွက်လာလိမ့်မယ်ပေါ့နော်ကျွန်တော်တို့ဒီမှာစစ်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒါ Wi-Fi 9တွေ့နေလိမ့်မယ်ဒါပေမဲ့အခုချိန်မှာချိန်မယ်ဆိုလို့ရှိရင် password မရှိတဲ့အတွက်ကြောင့်ဒီခါလေးတန်းပြီးတော့မှ connected ဖြစ်သွားမှာပေါ့ဆိုတော့အဲ့အတွက်ကျွန်တော်တို့ကဒီ Wi-Fi ကိုဒီ voucher code နဲ့တွဲရမှာပေါ့နော် voucher code နဲ့တွဲဖို့အတွက်ကကျွန်တော်တို့က authentication နဲ့မှာရှိတယ်ပေါ့ authentication နဲ့ဝင်လိုက်ဝင်ပြီးတော့ရင် portal ထဲဝင်ဒီနေရာမှာကျွန်တော်တို့အပေါင်းလေးနှိပ်ရမှာပေါ့နော်နှိပ်ပြီးတော့ရင် portal နေရတော့ကိုယ့်ကိုအဆင်ပြေတာပေးလို့ရတယ်ပေါ့ကျွန်တော်တို့ Omara လို့ပဲပေးလိုက်ပြီပြီးတော့ရင် portal ကိုဖွင့်လိုက်ဖွင့်ပြီးတော့ရင်ကျွန်တော်တို့ခုနကထုတ်ခဲ့တဲ့ Wi-Fi လေးကိုရွေးရမှာပေါ့နော် Omara portal ဒီမှာနှစ်ခုတွေ့လိမ့်မယ်ပထမတစ်ခုက Omara Wi-Fi ပေါ့ဒါကတော့ရိုးရိုး Wi-Fi password နဲ့ပေါ့နော်ဒါကိုသုံးလဲရတယ်ကျွန်တော်တို့မသုံးတော့ဘူးတစ်ခုခွဲထားလိုက်မယ်တစ်ခုကတော့ password နဲ့သုံးပေါ့နော်တစ်ခုကတော့ voucher နဲ့သုံးပေါ့ဆိုပြီးတော့ရင်ကျွန်တော် back လေးနှိပ်လိုက်မယ်နှိပ်ပြီးတော့ရင်voucher ကိုကျွန်တော်တို့ကဖွင့်ပေးထားပါပေါ့နော်ပြီးတော့ရင်ကျွန်တော်စေလိုက်ဒါဆိုရင်ကျွန်တော်ဒီ Wi-Fi ကိုချိန်လိုက်ရင် voucher code တောင်းလိုက်ကျွန်တော်ဝင်ကြည့်လိုက်မယ်ပေါ့နော်Omara portal ခုနနဲ့လိုက် voucher ကတော့တောင်းနေပေါ့နော်ကျွန်တော်တို့ဒီထဲမှာထည့်ဖို့အတွက် voucher code ကြီး create မလုပ်ကြသေးဘူးကျွန်တော်တို့ဒီ voucher code ထုတ်ဖို့အတွက်ကဘယ်နေရာမှာသွားထုတ်အောင်လဲပေါ့နော်ကျွန်တော်တို့ back နဲ့ပြန်သွားလိုက်မယ်သွားပြီးတော့ရင် hotspot manager ထဲမှာ voucher code တွေထုတ်အောင်အဲ့ထဲဝင်လိုက်ဝင်ပြီးတော့ရင်ကျွန်တော်တို့ဒီနေရာမှာ voucher ဆိုတာရှိတယ်ပေါ့နော် voucher ကိုနှိပ်လိုက်မယ်နှိပ်ပြီးတော့ရင်ကျွန်တော်ဒီဘက်အပေါ်မှာအပေါင်းလေးရှိတယ်ဒီအပေါင်းလေးနှိပ်လိုက်တော့နှိပ်ပြီးတော့ရင် group name မှာကကျွန်တော်တို့အဆင်ပြေတာပေးလို့ရတယ်ဥပမာကျွန်တော်ကတနားရီစာ voucher code ထုတ်မယ်ဆိုလို့ရှိရင်1 hour voucher ဆိုပြီးတော့မှရေးထားလို့ရတယ်ပေါ့နော်ပြီးတော့ရင်code လန့်မှာကကျွန်တော်တို့ဘယ်နှလုံးသုံးပါလဲပေါ့ဒီ voucher code မှာကျွန်တော်ပါလာမဲ့ကဏ္ဍကြီးအတွက်ပေါ့နော်ဒီမှာ6လုံးကနေပြီးတော့မှ10လုံးထိထားလို့ရတယ် code format မှာကျွန်တော်တို့ကnumber ကြီးပဲသီးသန့်သုံးပါလားပေါ့နော်ဒါမှမဟုတ် English letter နဲ့သုံးပါလားnumber ရော English letter ရောပါတာမျိုးကိုသုံးချင်တာလားပေါ့ဒီမှာရွေးလို့ရတယ်ပေါ့ပုံမှန်ကတော့ number သီးသန့်ပဲသုံးတာများတယ်ပေါ့ပြီးတော့ရင်ကျွန်တော်တို့အောက်မှာ amount ပေါ့နော် amount ကတော့တစ်ခါထုတ်ရင်ဘယ်နှဆောင်ထုတ်မှာလဲပေါ့ဒီမှာတစ်ဆောင်ကနေပြီးတော့မှအများဆုံး900အထိကျွန်တော်တစ်ခါလေးထုတ်လို့ရတယ်type မှာကတော့ limited usage count ပေါ့ကျွန်တော်တို့ဒီနေရာမှာ1ထားလို့ရှိရင်ဒီ voucher code ကတစ်ချိန်ပဲသုံးလို့ရပါတော့အကယ်၍ဒီနေရာမှာ2ထားမယ်ဆိုလို့ရှိရင်ဒီ voucher code တစ်စောင်နဲ့ကိုကျွန်တော်တို့က2ယောက်သုံးလို့ရတယ်နှစ်ကြိမ်သုံးလို့ရတာပေါ့နော်ပထမတစ်ကြိမ်ဒီ voucher code နဲ့ login ဝင်လိုက်မယ်နောက်ထပ်တစ်ယောက်ကလည်းထပ်ပြီးတော့မှဒီ voucher code နဲ့ login ဝင်လို့ရမယ်2ယောက်သုံးလို့ရပါပေါ့နော်အဲ့တော့ကျွန်တော်ကတစ်ကြိမ်ပဲထားလိုက်မယ် voucher duration မှာကတော့ကျွန်တော်တို့အချိန်ကိုသတ်မှတ်ပေးရမှာပေါ့ duration မှာ1 hour ပေါ့နော်ကျန်တာကတော့ဘာမှပြင်စရာမလိုဘူးပေါ့နော်ဒီမှာတကယ်လို့ကိုက rate limit တွေပါတယ်ကျွန်တော် upload download တွေကန့်နေတယ်ဆိုလို့ရှိရင်လည်းဒါ rate limit သုံးပြီးတော့မှကန့်လို့ရတယ်ပေါ့နော်အောက်က traffic limit ကကြတော့သူကဒီ data ဘယ်လောက်ပေးသုံးပါလဲပေါ့နော်ဥပမာထားပါတော့ကျွန်တော် 10G ပေါ့ 10G ဆိုလို့ရှိရင် 10G ပြည့်တာနဲ့ဒီ voucher က expire ဖြစ်သွားပြီပေါ့နော်အဲ့ဒါတွေကျွန်တော်တို့ဒီမှာ setting လုပ်လို့ရမယ်ကျွန်တော်တို့ဒီဘိုင်းတွေတော့မလုပ်တော့ဘူးပေါ့နော်ပြီးသွားရင်ကျွန်တော်ဒီမှာ save လိုက်ဆိုရင်1 hour voucher code ကြီးကျွန်တော်ဒီမှာရလာပြီပေါ့နော်အဲ့တော့ဒီမှာသုံးနေတကယ်လို့ကိုကတယောက်က login ဝင်လိုက်ပြီဆိုလို့ရှိရင်ဒီနေရာမှာတစ်ဆောင်က1လို့ပြမှာပေါ့နော်0ကနေပြီးတော့မှ1ဖြစ်သွားလိုက်တယ်
အားလုံးကုန်သွားရင်တော့10မြင်းဆောင်10ပေါ့နော်အဲ့လိုတွေ့ရတယ်ဆိုတော့ကြည့်ကျင်တယ်ဆိုလို့ရှိရင်ကျွန်တော်ဒီ voucher detail မှာကြည့်လို့ရတယ်ဒီ code တွေပေါ့နော်ဒီ code နဲ့ login ဝင်ရမှာပေါ့အဲ့တော့ကျွန်တော်စမ်းကြည့်လိုက်မယ်sorry ကြည့်ရမဟုတ်တော့ခုနက voucher code ကကျွန်တော်တို့396339เนาะပြီးတော့ရင် login နေလိုက်ခုစပြီးတော့မှကျွန်တော် internet သုံးလို့ရတယ်နော်တနားရီသာကျွန်တော်တို့ထုတ်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့တနားရီပြည့်တာ ਨੇ သူကဒီကုတ်ကဆက်ပြီးတော့မှသုံးလို့ရမှာဟုတ်တော့ဘူးဒါကတော့ကျွန်တော်တို့ဒီ wifi နဲ့ဒီ portal တွဲတယ်ပေါ့နော်တွဲပြီးသွားရင် voucher code create လုပ်ပြီးတော့မှကျွန်တော်တို့စမ်းပြတာဖြစ်ပါတယ်ဒီဗီဒီယိုကဒီလောက်ပါပဲ